မန္တလေးမြို့တင်မှာမနော်ဟရီလမ်းမကြီးဆိုတာက24နာရီပတ်လုံးလူစီကားတဲ့လမ်းမကြီးတစ်ခုဖြစ်ပါတယ်။ဒါအပြင်စီးပွားရေးလုပ်ဖို့အချက်ချာကြတဲ့နေရာတစ်ခုဆိုလဲမမားပါဘူးရှင်။ဒီနေ့မှာတော့စီးပွားရေးလုပ်မဲ့လုပ်ငန်းရှင်တွေအတွက်မနော်ဟရီမိန်းလမ်းမတင်အငားလေးတွေနဲ့မိတ်ဆက်ပေးပါရစေ။မနော်အတင်51အနီးမှာဆိုရင်ပေ40-60တန်ဖရိန်အဆောက်အဦတစ်ခုပါတဲ့အငားလေးတစ်ခုရှိပါမယ်။ခေါ်ဈေးလေးကတော့360ပါ။နောက်ထပ်မနော်အတင်မှာ55နီးမှာဆိုရင်ပေ40-60နံကတ်တစ်ထပ်ပါတဲ့အငားလေးတစ်ခုရှိပါတယ်။ခေါ်ဈေးလေးကတော့55သိန်းပါရှင်။အာစီတိုက်ကောင်းကောင်းလိုချင်တဲ့လုပ်ငန်းရှင်တွေအတွက်ကတော့မနော်အတင်62အနီးမှာပေ40-60အာစီ3တက်ပါတဲ့အငားလေးတစ်ခုရှိပါမယ်။အဲ့ဒါလေးကတော့320ညှိနှိုင်းပါရှင်။နောက်ဆုံးတစ်ခုကတော့65အနီးမှာပါ။ပေ40-60အာစီ3တက်ပါပဲရှင်။ဈေးလေးကလည်း320ညှိနှိုင်းပါမနော်ဟရီလမ်းမကြီးတင်အယောင်းများလေးရှိပါတယ်။စိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်96134493 40 9 999တို့မှာဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်။